အားလုံးပဲကျွန်တော်အညီကိုမောင်နှမများတကယ်ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ဒီနေ့ညနေခင်းအတွက်ခဏလေးကြည့်အောင်เนาะကျွန်တော်လည်းရန်နောက်ကျနေပါเนาะဒါလေးတင်တာလေးကိုကျွန်တော်ဒီမှာကျွန်တော်ကကနန်းကရှေ့ပါဝါတစ်စုံနောက်ပါဝါတစ်စုံပဲဒါလေးပြလိုက်မယ်เนาะဒီမှာကျွန်တော်ကြည့်အောင်သူကဒီသုံးလုံးခွန်ဆိုခွန်နဲ့နှစ်ခွန်ဆိုဒီနောက်မှာသူကလာပြီးတော့ပေးထားတယ်ပေါ့နော်ခွန်နဲ့နှစ်ခွန်ဟုတ်ပြီနော်နောက်တစ်ခါခွန်နဲ့နှစ်ခွန်နောက်တစ်ခါကျွန်တော်ဒီမှာဒီ9ကို3953ဆိုပြီးတော့ဒီမှာလာပြီးတော့ပေးသွားတယ်ပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်8ပေါ့နော်8ကို3883နဲ့လာပြီးထည့်ပြီးသွားတယ်ပေါ့နော်ကျွန်တော်ဒီမှာလည်းကျွန်တော်က8ပဲပေါ့နော်8ကိုလည်းကျွန်တော်3883နဲ့လာပြီးတော့ထည့်ပြီးသွားတယ်ပေါ့နော်ကျွန်တော်ဒီပြင်မှာကျွန်တော်9ဆိုတော့ခဏလေးလာဖြစ်နေ9ဆိုတော့ဒါမှကျွန်တော်တို့3953ဖြစ်သွားမှာပေါ့နော်ဒီမှာကျွန်တော်3953ဖြစ်သွားမှာပေါ့နော်ဒီနောက်ပိတ်ကဟုတ်ပြီနော်သူကဒီခဏလေးတွေကိုသူကပါဝါနဲ့လာပြီးတော့ထည့်ပြီးသွားတာပေါ့နော်ပါဝါဟုတ်နော်ဒီ8ကို8နဲ့ထည့်ပေးသွားတယ်ပေါ့နော်ဒီမှာကျွန်တော်9ကို3953ထည့်မယ်ပေါ့နော်ဒီမှာလေသူကဒီမှာဒီသုံးလုံးကျွန်တော်ကနှစ်ခွန်ခွန်နဲ့နောက်ပိတ်ထည့်သွားတယ်ပေါ့နော်ဒီနှစ်ခွန်ခွန်နဲ့နေရာမှာပဲကျွန်တော်ဒီမှာဒီနှစ်ပေါ့နော်ဒီနှစ်ကိုလည်းဒီသုံးလုံးပြန်ပြီးတော့နှစ်ခွန်ခွန်နဲ့လာပြီးတော့ထည့်ပြီးသွားတာပေါ့နော်ဒီ break နဲ့ပေါ့နော် break နဲ့လာပြီးတော့ထည့်ပြီးသွားတာပေါ့နော်ဒီမှာကျွန်တော်ဒီသုံးလုံးပေါင်းကျွန်တော်9335ကိုနောက်ပိတ်ကိုထည့်ပြီးသွားတယ်ကျွန်တော်ဒီမှာဒီ3ကိုလည်းဒီ3လုံးကို3883နဲ့လာပြီးထည့်ပြီးသွားတယ်ပေါ့နော် brain နဲ့လာပြီးထည့်ပြီးသွားတယ်ပေါ့နော်နောက်တစ်ခါကျတော့ဒီ3လုံးကျွန်တော်က3883ကိုနောက်ပိတ်ကိုထည့်ပြီးသွားတယ်ကျွန်တော်ဒီမှာဒီ9ထည့်ပြီးတော့ဒီ9ကိုကျွန်တော်ဒီ3လုံးပြန်ပြီးတော့9335ဆိုပြီးပြန်ပြီးတော့ထည့်ပြီးသွားတယ်ပေါ့နော်နောက်တစ်ခါကျွန်တော်ဒီ3လုံးမှာကျွန်တော်က3883ကိုနောက်ကိုထည့်ပြီးသွားပဲဒီနောက်ကိုထည့်ပြီးသွားတဲ့အနေထားမှာကျွန်တော်ဒီမှာဒီ3ညကို3953ဆိုပြီးဒီ3လုံးကို3953ထည့်ပြီးသွားတယ်ပေါ့နော်ဟုတ်ပြီနော်ဒီမှာကျွန်တော်ကြည့်အောင်ဒီ3လုံးကျွန်တော်က9335နောက်ကိုထည့်မလားထည့်မယ်ဆိုရင်ကျွန်တော်ဒီမှာဒီ8ကိုလည်းကျွန်တော်ဒီ3လုံးပြန်ပြီးတော့8လို့ဖြစ်ရမှာပေါ့နော်ဒီ3လုံးပြန်ပြီး8လို့ဖြစ်မယ်ဆိုရင်ဒါဆိုကျွန်တော်က8338ဖြစ်ရမှာနော်8338ဖြစ်ရမှာဆို1ဒီမှာကျွန်တော်1ရှိမယ်ကျွန်တော်ဒီမှာ6ရှိမယ်ပေါ့နော်1661ထိပ်စီနဲ့ကျွန်တော်9335နောက်ပိတ်နေပေါ့နော်ဒီခဏန်းလေးပဲရှိမယ်ပေါ့နော်ဟုတ်ပြီနော်ဒီနေ့ညနေခင်းရတော့ဒီခဏန်းလေးပဲပေါ့နော်ကဲဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာက6ဒီမှာပဲကျွန်တော်ရေးလိုက်တော့မယ်နော်63ဒီမှာ13ညဒီမှာကဏ္ဍကဒီမှာပဲရေးလိုက်တော့မယ်ဆိုတော့ကျွန်တော်ရန်နဲ့နောက်ကျနေရဆိုတော့ဒီတိုင်းလေးပဲရေးလိုက်တော့မယ်နော်13ည15 63ည65ပေါ့နော်63ည65ဒီကဏ္ဍလေးကိုပဲကျွမ်းကျင်ကမောင်းတော့လေကစားမယ်ဆိုတော့ကစားပါနော်ဒါမှမဟုတ်မကြိုက်ဘူးဒီထိပ်စီးကြိုက်တယ်ဆိုရင်ထိပ်စီးလေးပေါ့နော် break ကြိုက်ရနော် break ကတော့1661 break ဖြစ်သွားမှာပေါ့နော်1661 break နဲ့1661ထိတ်နဲ့ဒီ3953နောက်ပိတ်ပေါ့နော်ဒါလေးပဲရှိမှာပေါ့နော်ဟုတ်ပြီနော်ဒါလေးကိုကျွမ်းကျင်ကမောင်မိုင်းကျန်နေတယ်မယ်လို့မျှော်လင့်ပါတယ်နော်မနေ့ပြန်တော့ကျွန်တော်ကနားလိုက်မယ်ပေါ့နော်မနေ့ပြန်ကျွန်တော်မတင်ပြပါဘူးဒါကျွန်တော်မနေ့ပြန်စာရွက်စာတမ်းကိစ္စလေးကျွန်တော်နည်းနည်းလုပ်ဆရာရှိလို့ဒါခီးထွက်ဆရာရှိလို့ပေါ့နော်ဒါလေးမနေ့ပြန်ကြရင်ကျွန်တော်နားလိုက်မယ်ပေါ့နော်ဟို 3D လဲထွက်ရဆိုတော့ဟုတ်ပြီနော်ကဲဒါဆိုရင်ကျွန်တော် video file လေးဒီလောက်ပါပဲเนาะကျွန်တော် channel လေးကိုအများနဲ့အားပေးကြည့်ရှုနေကြကျွမ်းကျင်ကောင်မောင်နှမများအားလုံးကျေးဇူးတင်ပါတယ်เนาะအားလုံးပဲကျမ်းမာကြပါစေချမ်းသာကြပါစေเนาะအားလုံးပဲအဆင်ပြေကြပါစေเนาะ